ကိုဟန်ဆိုးရဲ့အတန်လေးနဲ့ထပ်မံပြန်လဲရှုမြင်ခံစားရဆင်ပေးလဲပါလို့မန်ကွယ်ဆွေစိတ်နဲ့ငေးပြန်လဲတွေ့တရဲ့ကျင်းမှုမြဲမြစ်တာအမဇလံလေးနဲ့သာဖြည်းဖြည်းပေါ်လာမင်းရဲ့လက်ဖွာလူလူလာလာလေးများယူယူရရထွေးထားလို့သစ္စာရေးသားနဲ့မြစ်တာတေးစကားပွဲဒီချူချီနုကလာကျင်နာကဘာများလိုက်တာအသက်လဲလဲလက်တွဲမယ်လို့အခိုင်အမာဆုံးဖြတ်ပြေးကြကမှခုတော့မကြံတာမဟာအမုန်းစားကြီးနဲ့တွေ့ရနေပေါ်တခါမင်းရဲ့လက်ဖွာလူလူလာလာလေးများကယူယူရရထွေးထားလို့သစ္စာရေးအသားနဲ့မြစ်တာတေးစကားဖွဲဒီချူချီနုကလာကျင်နာကဘာများလိုက်တာအသက်လဲလဲလက်တွဲမယ်လို့အခိုင်မာဆုံးဖြတ်ပြီးကြကမှအခုတော့မကြံတာမဟာအမုန်းစားကြီးနဲ့တွေ့ရနေပေါ်တခါလာပါထေဝါအလဝလူရာချမ်းသာခြင်းသောပတ်ဝန်းကျင်များနေတာခုကွယ်သွေးမဆိုင်ပြုမဲ့စေခိုင်သူရဲ့ရွှေအတိုင်းဝိုင်းတွေကြောင့်သာမတူနီးရဲ့နဲ့ဝေးမြရာဒူချစ်ရဲ့နေတာဆွေမကြံသာသွေးလျက်တော့သစ္စာရှိတဲ့ပြပြုံးနေရရှာအေးချမ်းသောမြစ်တာဖွေတေးဝေးတဆုရွှေဘဝနာနာနှစ်ယောက်သားချစ်ရနေတာအသေးနာနာခွဲခွာစရာမချင်တာဘဝနဲ့ဂျုံလာလီယာမဖောက်ပြနှစ်သက်ခဲ့ရှာတဲ့နာနာမမြဲတမရာသင်္ခါရရဲ့ဘုံကဘာမှာနှစ်ယောက်သားချစ်ရနေတာသေးနာနာခွဲခွာစရာမ
မကျင်သာဘဝနဲ့ဂျုံလာနေတာမဖောက်ပြမြစ်သက်ခေရှာအသေးနာနာမမြဲတမရာသင်္ခါရရဲ့ဘုံကဘာမချစ်